ကိုကမနှက်စာဘောနော်ကျုပ်ပြုတ်နဲ့ကော်ဖီပဲတောက်ရတာလဲရိုးလာပြီဒါပေမဲ့တခြားအပြောင်းစားဖို့လဲဝိတ်တက်မှကြောက်တယ်ဆိုတဲ့သူတွေအတွက်ကျမကအာဟာရပါဝင်မှုတန်ဖိုးမြင့်မားတဲ့ဒီနှုတ်ခဲနဲ့လှုပ်ထားတဲ့မနှက်စာလုပ်နည်းလေးကိုလာမြောက်ပေးရခြင်းဖြစ်ပါတယ်သူ့ကိုတော့ cottage cheese pancake လို့လည်းခေါ်ကြလို့ sriniki လို့လည်းခေါ်ကြပါတယ်လုပ်နည်းတွေများစွာရှိတဲ့ထဲမှာကျမကတော့ဒီဗီဒီယိုထဲမှာမူလလက်ဟောင်းလုပ်နည်းလေးကိုပဲမျှဝေပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးကျမဟိုနေရာလှုပ်ထားတဲ့နှုတ်ခဲကိုပေါ့နော်ဒီလိုမျိုးအခဲလေးတွေမကြံသွားတဲ့အထိလက်လေးနဲ့တည်တည်ချာချာခြေပေးရပါမယ်ပြီးရင်တော့တကြားအညူရောင်ကိုကျမအသုံးပြုထားပါတယ်ပြီးရင်တော့ဒီအထွေထွေသုံးကြုံမုံပေါ့နော်ပြီးရင်ကျုပ်တလုံးပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေကလည်းအရင်မများတာမို့လူတိုင်းလွယ်တကူလှုပ်ရှားနိုင်ပါတယ်ခုနကခြေထားတဲ့ဒီနှုတ်ခဲတွေကိုကျမတကြားကိုတော့ထမင်းစားစွန်းနဲ့တစုံခွဲထည့်ပြီးမှတေချာလေးမှုပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ဂျုံမုံကိုပဲထုံလေး၎င်းတစုံခွဲထည့်လိုက်တယ်ထမင်းစားစွန်းနဲ့ပေါ့နော်ပြီးရင်တေချာနတ်အောင်မှုပြီးပြီဆိုရင်တော့ကျမကကြက်ဥကိုဖောက်ထည့်လိုက်မယ်ပေါ့နော်အကယ်၍ကိုစီမှာတကြားညူအောင်မရှိလို့တကြားဖြူအောင်ပဲရှိတယ်ဆိုလဲတုံးလို့အဆင်ပြေပါတယ်ပိုကောင်းတယ်ပေါ့နော်တကြားဖြူအောင်ဆိုလို့ရှိရင်ဒီ pancake မုံသားကိုပို့ပြီးလှစေတယ်ပေါ့နော်ကျုပ်တလုံးဖောက်ထည့်ပြီးရင်တော့ကျမဇွန်းလေးနဲ့ပဲအရင်မွေပါတယ်ပြီးရင်တော့ကျမလက်လေးနဲ့စမ်းကြည့်တယ်ပေါ့နော်သူအစည်းလေးတွေဖြစ်မဖြစ်ပေါ့နော်တိတိကျကျအလုံးလေးတွေလုံးလို့ရမရပေါ့နော်စမ်းကြည့်တော့အလုံးလေးတွေရမယ်လုံးလို့ရမယ်အနေထားဖြစ်နေပြီဆိုတော့ကျမဒီဗီဒီယိုထဲမှာပြတဲ့နေ့တိုင်းပဲကိုလိုအလုံးလေးတွေပေါ့နော်လုံးလိုက်တယ်ပေါ့နော်ကိုကဆိုင်မှာရောင်းစားမှာမဟုတ်လို့အရန်ကြီးလှပတည်တက်နေဖို့မလိုဘူးပေါ့နော်အဆင်ပြေလို့လေးလုံးလိုက်တဲ့ဆိုရင်ကိုရပါပြီအကယ်၍ဆိုင်မှာရောင်းမယ်ဆိုရင်တော့တတိယစနစ်သုံးပေါ်ကြုံမုံလေးတွေဖြူပြီးမှခွက်ကလေးနဲ့တတိယချာအဝိုင်းပုံလေးဖြစ်အောင်ကျမတို့ပုံဖော်ပေးရပါမယ်လုံးသွားလိုက်တာမထူမပါနဲ့အနှစ်ထားအသင့်အလုံးလေးတွေရပြီဆိုရင်တော့ကျမတို့သူ့ကိုကြော်မယ်တဲ့ဦးလေးကိုထည့်ပါမယ်ကျမကစီရင်မထည့်သေးပါဘူးကိုကစီရင်ထည့်ရှင်နေဆိုလဲမိမိတဘောပါပြီးရင်တော့ကျမတို့လုံးသွားလိုက်တာအစုစုပေါင်း6လုံးရတယ်ပေါ့နော်ကျမကအုံးစီကိုအသုံးပြုထားပါတယ်။ကဲမိမိစီမှာအုံးစီမရှိဘူးဆိုလို့ရှိရင်လည်းမိမိနဲ့တက်ရတခြားဟင်းချက်တဲ့စီကိုအသုံးပြုလို့ရပါတယ်။မီးကိုတော့အရန်ကြီးမမြင့်အရန်ကြီးလည်းမနဲတဲ့ medium heat မှာကျမထားပါတယ်။ပြီးရင်တော့သူ့ဒီ medium heat မှာကျမတို့တစ်ဖက်ကိုပေါ့နော်3မိနစ်ကနေ5မိနစ်ထိဟိုဘက်ဒီဘက်အပြန်လန်လေးတစ်ဖက်စီထားပြီးကြော်ပေးလိုက်တယ်ဆိုရင်ကိုကျမတို့ရဲ့ cottage cheese pancake ကစားဖို့စင်တင်ဖြစ်ပါပြီ။သူက protein နဲ့ calcium ပါဝင်မှုမြင့်မားတာကြောင့်ကျမရဲ့အတွက်နေ့စဉ်စားသုံးဖို့အထူးသင့်လျော်ပါတယ်နော်။ကျမသူ့အပေါ်ကနေ jam လေးတုပ်ပြီးစားလိုက်ပါဦးမယ်။